တလားပတ်စံနေကုန်သွားတယ်โอเคအဲ့တော့ကိုကဘာတွေကိုပတ်စံတွေကိုသုံးလိုက်တာလဲကိုယ့်ရဲ့ထွက်ငွေတွေကဘယ်အရာကိုသုံးလာတော့လိုအပ်ချက်လားလိုချင်လို့လား needs အတွက်လား wants အတွက်လားဆိုတာကိုခွဲခြားသိဖို့အရင်အရေးကြီးတယ်အဲ့တော့တချို့ကပြောတယ်ကိုကဘဝမှာဦးစားပေးရတာတွေအရေးကြီးတယ်ဘဝမှာတော့ဘယ်အရာအရေးကြီးဆုံးလဲလို့မေးလိုက်ဒီအရာတွေကတော့အရေးကြီးတယ်ဆိုပြီးပြောတယ်သို့တော့ကိုယ့်အတွက်ကိုဦးစားပေးရမယ် priority အရေးကြီးဆုံးသောဖြစ်ပါတယ်ဆိုတဲ့အရာတွေအတွက်ကိုရောကိုယ့်အနေနဲ့ကပတ်စံတွေတကယ်သုံးနေရလားကိုယ့်ရဲ့ပတ်စံတွေကအရေးကြီးပါတယ်လို့ဆိုတဲ့အရာတွေမဟုတ်ဘဲနဲ့လေလွင့်ပြီးတော့တခြားသောကိုယ့်အနေနဲ့တခြားအတိတ်တည်းနဲ့မထားဘဲနဲ့နော်စိတ်တူလက်ရစိတ်ပျော်ပါရရှောက်သုံးနေမိတာလားဘာတွေများသွားပြီးလုပ်နေမိတာတော့ဒါမျိုးကိုကိုယ်အနေနဲ့သိရမယ်အဲ့တော့ကိုကကိုယ့်အတွက်အရေးကြီးတဲ့အရာကို priority ထားရမယ့်အရာကဘယ်အရာလဲโอเคဒီလမှာတော့ဒီကာလတစ်ခုမှာတော့ဒီနှစ်ပိုင်းအတွင်းမှာတော့ငါ့အတွက်ငွေကြေးနဲ့ပတ်သက်လာငါဘဝလမ်းကြောင်းကိုတည်ဆောက်ဖို့အတွက်ဘယ်ဟာကိုငါဦးစားပေးထားရမှာလဲဆိုတာကိုကသိတော့မှ financial confidence ဆိုတာရှိတယ်ငါကဒါကိုတော့ဦးစားပေးထားမယ်ဒီအတွက်ကြောင့်ဒီအတွက်ကိုပဲငွေတွေကိုငါလမ်းကြောင်းတက်မယ်ဆိုတာသိရင်ကိုယ့်ရဲ့ဒါပတ်စံတွေသုံးတာနော်ပတ်စံတွေစီမံတာကိုရင်းနှီးမြှုပ်နှံမှာဒါတွေကကိုအော်ငါလိုချင်တဲ့ဘဝဖြစ်ချင်တဲ့ဟာကိုလုပ်တာမျိုးဖြစ်တယ်ဆိုတဲ့အတွက်ကိုယုံကြည်မှုကရှိတယ်။တတိမထားမိပဲနဲ့ပတ်စံတွေကအလေအလဟိုရောက်လာဒီရောက်လာဖြစ်နေတယ်ဆိုရင်ပတ်စံတွေကမစီမံတတ်ဘူးပတ်စံတွေဘယ်ရောက်သွားလဲမသိဘူးဖြစ်ချင်တဲ့ဘဝကဖြစ်မလာသေးဘူးဒါဆိုတဲ့ဒါမျိုးတွေဖြစ်တဲ့အခါမှာကိုယုံကြည်ချက်လည်းနည်းတယ်အဲ့တော့လိုအပ်ချက်တွေလို့ဆိုတဲ့ needs ဆိုတဲ့ဟာတွေကဘာလဲဆိုရင်ဘဝမှာရှင်သန်နေထိုင်ဖို့အတွက်မဖြစ်မနေအရေးကြီးလိုအပ်တဲ့အရာတွေ essential to live အဖြစ်မနေစားဖို့တောက်ဖို့လိုအပ်တဲ့နေထိုင်ဖို့လိုအပ်တဲ့သွားစရာလာစရာလိုအပ်တဲ့ဝတ်စားစရာလိုအပ်တဲ့ပညာရေးတွေလိုအပ်တယ်လိုအပ်တယ်ဆိုတဲ့အခါမှာလည်းစားဖို့တောက်ဖို့လိုအပ်တယ်ဆိုတဲ့အခါမှာရပါတယ်လေးစားရပြီးရောကျုံကျုံနဲ့စားပြီးရောဒီလိုလည်းမဟုတ်ပြန်ဘူးသူ့ဟာနဲ့သူကိုနေထိုင်တဲ့အဆင့်တပမာဏလေးတစ်ခုတကယ်ဖြစ်တယ်မဟုတ်စားဖို့တောက်ဖို့လိုအပ်တယ်ဆိုပြီးတော့နေ့စဉ်ဟိုတယ်ဘူဖေးတွေတက်စားပြီးတော့အများနဲ့သွားနေတာမျိုးလည်းမဟုတ်ပြန်ဘူးမစားရမဟုတ်စားโอเคဒီလိုမျိုးလေးဆိုရင်လည်းကိုကโอเคတစ်ပတ်တစ်ခါတစ်လတစ်ခါတစ်လောက်ကောင်းကောင်း dining တစ်ခုခုမှသွားစားခြင်းနဲ့ဆိုရင်လည်းဒါကဆန္ဒတစ်ခုဖြစ်လာတဲ့အတွက်ဒါကို once လိုချင်တဲ့ဟာလေးတွေကိုနေရာခွဲလို့ရတယ်အဲ့တော့ need ဆိုတဲ့ဟာမှာတကယ်ကိုလက်ရှိကိုယ့်ရဲ့နေထိုင်မှုဘဝမှာမဖြစ်မနေတကယ်လိုအပ်နေတဲ့အားတွေကဘာတွေရှိသလဲဒီຢာတွေကိုအနေနဲ့သိရမယ် one ဆိုတဲ့ຢာကကိုယ့်အတွက်စိတ်ဆန္ဒအရာ desire ငါဖြစ်ချင်တာစိတ် comfort တဖြစ်အောင်လုပ်တာကိုစိတ်ငြိမ်းချမ်းအောင်လုပ်တာဒါမျိုးလေးတွေဖြစ်တာမျိုးလားဒီတော့ကိုပတ်စံသုံးလိုက်တဲ့အရာအတိုင်းကနိဆိုတဲ့မဖြစ်မနေလိုအပ်ချက်တွေအတွက်လားရှင်းတန်ဖို့အတွက်လိုအပ်ချက်အရာတွေလား one ဆိုတဲ့စိတ်ဆန္ဒအရာအနောက်ကိုလိုက်တဲ့အရာတွေလားဒီတစ်ခုကိုပြပြသိဖို့လိုအပ်တယ်ဒီတော့ကိုကပြီးခဲ့တဲ့တောက်လျှောက်သုံးခဲ့တဲ့အိမ်ပတ်စံတွေတင်မှာပြန်ကြည့်မယ်ဆိုရင်လိုအပ်ချက်တွေဖြစ်တဲ့ needs တွေနောက်စားရေးတောက်ရေးတွေအင်စရိတ်တွေပေးစရာ bill တွေနဲ့အားတွေ needs တွေရရှိမယ် one ဆိုတဲ့အပြင်ထွက်စားတာ shopping သွားတာ entertainment အရာပွဲလေးတွေသွားတာပျော်ပွဲရှင်ပွဲလေးတွေလုပ်တာ something တခုအတွက်ဒါက one ဖြစ်ခြင်းဖြစ်မယ်အဲ့တော့ဘယ် needs တွေအတွက်ကဘယ်လိုခေါင်းစဉ်တွေနဲ့အောက်မှာဘယ်လောက်တွေကိုသုံးနေတာလဲ one ဆိုတဲ့ခေါင်းစဉ်အောက်မှာဘယ်ဟာတွေအတွက်ငါတပတ်တလားဘယ်လောက်တွေသုံးနေတာလဲဆိုတာကိုသိရမယ်အဲ့တော့လိုချင်တဲ့ one ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်နေတယ်ဆိုရင် skip လုပ်ရမယ်လို့ပြောချင်တာကလေစိတ်ဆန္ဒအရာတွေကိုနေဘာမှမလိုချင်နဲ့မစားချင်နဲ့ဆိုတော့ပြောတာတော့မဟုတ်ဘူးဘဝဆိုတော့ပြောစရာတခုတော့ရှိဖို့တော့လိုအပ်တယ်လွန်ကျူးမြန်ကိုယ့်ရဲ့စိတ်ဆန္ဒကိုမြန်အရန်ကိုစိတ်အလိုလိုက်ပြီးတော့လိုရာထပ်ပို့ပြီးသုံးနေမိတာမျိုးတွေမြန်ရှိနေလားတလားမှာတပတ်မှာဒါလေးတစ်ခုကိုတော့ကိုကနည်းနည်းဒါဖယ်လိုက်မယ်ဆိုရင်နေလို့ရလားအဆင်ပြေလားမရဘူးရန်ကငါဒီလောက်တော့သုံးရမှဖြစ်မယ်ဆိုတဲ့အနေထားမျိုးကို addicted ရောက်နေတာလားဒါမှမဟုတ်ဟုတ်တယ်ဒီလောက်တော့သုံးနေတာများတယ်ငါဒီလောက်တော့ငါလောက်ကြည့်သုံးဖို့မလိုဘူးမသုံးနဲ့ရတာပဲတတိမထားမိလိုက်လို့သုံးပြီးသွားတာ okay ဒါဆိုရင် plan လုပ်မယ်ကိုလိုချင်တဲ့ဆန္ဒရှိတဲ့ one ဆိုတဲ့အရာတွေကိုတစ်ပတ်တစ်ခါဒီလောက်ဒီနေ့မှာဆိုရင်တော့ငါဒါဒီလောက်သုံးမယ်ဒီလောက်အမောက်သုံးမယ်ဒါဆိုရင်တော့ရတယ်ဒီလောက်သုံးဖို့ကိုလက်ခံလို့ရတယ်အပြင်ထွက်စားမယ် okay တစ်ပတ်တစ်ခါဒီလောက်တစ်ခါပေးစားမယ်ဘယ်လောက်အမောက်သုံးမယ်သတ်မှတ်လို့ရတယ်မဟုတ်နေ့စဉ်နေ့တိုင်းကိုမှဒါကိုသုံးနေချင်တာလား
ဒါမှမဟုတ်ဟာအဲ့လိုမျိုးသတ်မှတ်ရတာမလုပ်ချင်ဘူးစိတ်ကိုယ့်ရဲ့စိတ်ကိုလာပြီးတော့ချုပ်တီးရတာမျိုးမဖြစ်ချင်ဘူးဆိုရင်လည်းတစ်ဖက်မှာစဉ်းစားစရာရှိတာကလက်ရှိအခြေအနေမှာကိုယ့်ရဲ့ငွေကြေးကိုဒီလိုမျိုးမှမစီမံချင်ဘူးချုပ်တီးရတယ်လို့ကိုထင်နေတယ်ဆိုရင်ဒီတိုင်းသာဆက်သွားရင်ရောအနာဂတ်မှာဘဝကဘယ်လိုနေထားမျိုးဖြစ်လာနိုင်တယ်လဲဆိုတော့စဉ်းစားကြည့်ခြင်းနဲ့